တင်ဟာညဘက်မှာထူးထူးဆန်းဆန်းအိမ်မက်တွေမှတ်ဖူးလားကျွန်တော်လည်းအိမ်မက်တွေမှတ်ဖူးပါတယ်တခါတလေအိမ်မက်ထဲကဖြစ်ရက်တွေကတကယ်လက်တွေ့ထက်ပိုပြီးရှုပ်ထွေးနေတတ်ပါတယ်ဒီတော့အိမ်မက်တွေကဘာကိုဆိုလိုတာလဲဘလို့အတိတ်ပဲဖွင့်ရမလဲဆိုတာဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာပါဆိုတော့ဗီဒီယိုလေးစလိုက်ရအောင်တင်အိတ်နေရင်းနဲ့သွားတွေကြွကြနေတာဒါမှမဟုတ်သွားတွေကျိုးနေတဲ့အိမ်မက်မျိုးမှတ်ဖူးပါသလားဒါကစိုးရိမ်စိတ်အားနည်းမှုဒါမှမဟုတ်အရေးကြီးတဲ့အရာတစ်ခုခုကိုဆုံးရှုံးမှာကိုကြောက်နေတာဖြစ်နိုင်ပါတယ်နောက်ပြီးတစုံတစ်ယောက်ကတင့်ကိုနောက်ကနေလိုက်ဖမ်းနေတဲ့အိမ်မက်မျိုးမှတ်ဖူးပါသလားဒါကတင်ရှောင်ဖို့စူးစမ်းနေတဲ့အရာဒါမှမဟုတ်မဖြေရှင်းရသေးတဲ့ပြဿနာတစ်ခုကိုတင်စိုးရိမ်နေတဲ့လက္ခဏာကိုညွှန်းတာဖြစ်နိုင်ပါတယ်ရေအောက်ထဲမှာနစ်မြုပ်နေပြီးအသက်ရှူမရတဲ့အိမ်မက်မျိုးကိုရောတင်မှတ်ဖူးပါသလားဒါကစိတ်ဖိစီးမှုခံစားချက်တွေလွန်ကဲနေတာဒါမှမဟုတ်တင်းရဲ့ဘဝမှာရေငုပ်နေရသလိုအခက်အခဲတွေရင်ဆိုင်နေရလို့ခံစားနေရတာဖြစ်နိုင်ပါတယ်တခါတလေလေထဲမှာလွတ်လွတ်လပ်လပ်ပြန်နေတဲ့အိမ်မက်မျိုးကိုရောမဖူးပါသလားဒါကလွတ်မြောက်မှုအောင်မြင်မှုဒါမှမဟုတ်ဘဝမှာတင်းရဲ့ခံစားချက်တွေပုံမတက်ကြွလာမဲ့အရေးအယောင်ဖြစ်ပါတယ်တင်ဟာရွှေတွေငွေတွေပစ္စည်းတန်ဖိုးကြီးတွေတွေးတဲ့အိမ်မက်နေပြီဆိုရင်ကံကောင်းခြင်းအောင်မြင်မှုတစ်ခုခုဖြစ်လာနိုင်တယ်ဆိုတဲ့နိမိတ်လည်းဖြစ်နိုင်တယ်လို့တခါတလေတင်လိုချင်နေတဲ့အရာတစ်ခုကိုရည်ညွှန်းတာလည်းဖြစ်နိုင်ပါတယ်တင့်အနေနဲ့ဒီအိမ်မက်တွေကဘာဟာကိုအများဆုံးမှတ်ဖူးလဲကိုမှတ်မှာဝင်ပြောသွားပါနော်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ subscribe and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်